ဒေါပုံຫນွေရေးမှာပထမတည်းပိုင်ဆိုင်ခြင်းနဲ့ဈေးအများကြီးလည်းမသုံးချင်ဘူးဆိုတဲ့သူတွေအတွက်ဒီဗီဒီယိုလေးကိုစောင့်အောင်ကြည့်ရှုပေးပါဟုတ်ပါတယ်ကျွန်တော်တန်အောင်ရောင်းမိနေတဲ့ဥယျာဉ်မှုကြိုးဆောင်ဖြစ်ပါတယ်ကျွန်တော်အခုမိတ်ဆက်ပေးမယ့်အခန်းလေးကတော့ဒေါပုံຫນွေ1 2 3 4မှာရမယ်ပထမတဲ့အခန်းကိုလက်ရှိကာလပေါက်သေးသိန်း1400 1500ဝန်းကျင်မှာကျွန်တော်ရောင်းချပေးမယ့်ပထမတက်ကအခန်းစီသိန်း1100ကိုညှိနှိုင်းနဲ့ရောင်းချပေးမယ်စားစားတဲ့အော်ကလီယာတိုက်တက်တဲ့အဟောင်းတိုက်အဟောင်းတွေကမဟုတ်ဘူးတိုက်တက်တဲ့နူးတွေရမယ်တိုက်ကောင်းတွေရမယ်အမြန်လာပေးပါအရန်တန်တဲ့အတွက်တဲ့ရင်မြန်မယ်ဆိုတဲ့စကားလေးလည်းရှိသေးတယ်အဲ့ဒါကြောင့်အခန်းလေးကလည်းပြင်ဆင်ထားတယ်လက်တင်တွေအခန်းလေးအထုပ်ဆွဲတဲ့အခန်းလေးဖြစ်တယ်အဲ့ဒါကြောင့်ဒီအခန်းလေးကိုစိတ်ဝင်စားတယ်ကြည့်ကျင်တယ်မေးမြန်းစုံစမ်းကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဖုန်းနံပါတ်09464569 0968596929တို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်